ဒီနိုင်ငံကသုံးစားလို့မရတော့ဘူးဒီနိုင်ငံမှာနေဘာဖြစ်မှာဒီနိုင်ငံမှာနေတော့ငါတို့မွဲပြီးမွဲနေမှာပဲဆိုတော့ပြောနေတဲ့သူတွေထဲမှာလေတရုတ်နဲ့ကလားမပါအောင်ဟုတ်လားကလားဆိုတာပြောတာရိုင်းနေပေါ့ဗျာအိန္ဒိယနယ်ဘွားတွေမပါအောင်သူတို့ကသူတို့သားသမီးတွေကိုဒီနိုင်ငံလောက်စီးပွားရှာလို့ကောင်းတာဒီနိုင်ငံပဲရှိတယ်ဒီရောက်ကောင်တွေငိုနေလားငိုနေတ िश ူးရောက်ညရင်တော့ဖို့ဒီရောက်ကောင်တွေပျော်နေလားအရက်ရောက် PTV ဖွင့်ဘာဖွင့် night club ဖွင့်ဆိုတော့ပြောချင်တာကသူတို့သားသမီးတွေကိုဒီနိုင်ငံလောက်စီးပွားရှာလို့ကောင်းတာဒီနိုင်ငံပဲရှိတယ်ပြောနေတဲ့အချိန်မှာကျွန်တော်တို့ကတော့ဒီနိုင်ငံကြီးကတုံးစားလို့မရတော့ဒီနိုင်ငံကဘာဖြစ်တယ်ညာဖြစ်တယ်ပြောနေတဲ့အချိန်မှာကျွန်တော်တို့မြန်မာတွေကပြောနေတော့ကျွန်တော်ရင်ရမ်းနာတယ်ပေါ့ဗျာသိလားတကယ်တော့စီးပွားရှာလို့မကောင်းတဲ့အချိန်ဆိုတာမရှိဘူးဘယ်အချိန်မှာဘာလုပ်ရမလဲသိရင်စီးပွားရှာလို့ကောင်းတယ်အဲ့တော့တရုတ်တွေကလားတွေကဘယ်အချိန်မှာဘာလုပ်ကြမလဲဆိုတာသိရစီးပွားရှာလို့သူတို့အတွက်အရန်ကောင်းနေတာသူတို့ကစီးပွားရှာလို့ကောင်းအောင်လဲအမြဲတမ်းလေးလာနေတာကျွန်တော်တို့လိုအလုပ်ကပြန်လာရင်ဖုံးထိုင်ပွတ်နေတာမဟုတ်ဘူးသူတို့ဝါသနာပါရာအရာသူတို့ရဲ့စီးပွားရေးနဲ့ပတ်သက်တဲ့အရာတွေတစ်နာရီလောက်အမြဲတမ်းလေ့လာနေတာဗျာနောက်ဆုံးတစ်နာရီလောက်ဆိုတော့ကျွန်တော်ပြောချင်တာကမင်းတို့အဲ့မြန်မာနိုင်ငံကြီးသုံးစားလို့မရတော့ငါတို့ဒီနိုင်ငံမှာဘာဖြစ်နေဘာဖြစ်မှညာဖြစ်မှဘာမှပတ်သက်ချလို့မကောင်းတော့ဘူးပြောနေတဲ့သူတွေကိုကျွန်တော်ပြောချင်တာကကို့မှာအတွေးခေါ်မရှိရင်ကို့အသုံးမကျရင်အသုံးမကျဝန်ခံလိုက်နိုင်ငံတော့ပြစ်ပုံမချနိုင်ကွာဖြစ်လားတို့တိုင်းတစ်ပါးဟာလာပြီးစီးပွားရှာနေတဲ့သူတွေတော့မှဒီနိုင်ငံမှာအရန်ပျော်နေကြတာဒီလိုမလုတ်တက်လို့မချမ်းသာတာကွာရှင်းရှင်းလေးပြောရတယ်ဆိုတော့စကားပြောတဲ့အထက်မှာရိုင်းတာပါတာခုလို့ကိုယ့်အကိုအသုံးကျအောင်ရင်ကြိုးစားကွာ